ရွေးချယ်ခွင့်မရှိတဲ့လမ်းသို့မဟုတ် Amancio Ortega ရွေးချယ်မှုမရှိတဲ့လူတွေကမှအောင်မြင်ဖို့ပိုလွယ်ကူခဲ့ပါတယ်။တစ်ခါက Branco နဲ့ Ortega ဆိုတဲ့စပိန်လူမျိုးနှစ်ဦးရှိတယ်။သူတို့ဟာရွယ်သူတွေဖြစ်တဲ့အပြင်အိမ်နီးချင်းတွေလည်းဖြစ်ကြတယ်။ဒါပေမဲ့ Branco ရဲ့ဖခင်ကကုန်သည်တဦးဖြစ်ပြီးအရန်ချမ်းသာတယ်။အိမ်ကြီးအိမ်ကောင်းကားကြီးကားကောင်းတွေပိုင်ဆိုင်တယ်။ Ortega ရဲ့ဖခင်ကတန်လန်းလုပ်သားလမ်းဘေးဈေးသည်တဦးဖြစ်ပြီးဆင်းရဲတယ်။တဲအိမ်ငယ်လေးထဲမှာနေပြီးဘယ်သွားသွားခြေထောက်ကိုပဲအားကိုးရတယ်။ငယ်ငယ်လေးတည်းက Branco ရဲ့ဖခင်က Branco ကိုသားကြီးလာရင်လှုပ်ချင်တာလှုပ်လို့ရတယ်။သားရှေ့နေဖြစ်ချင်ရင်ဖေဖေရဲ့နာမည်ကြီးရှေ့နေရဲ့သားကိုရှေ့နေကောင်းတယောက်ဖြစ်အောင်တင်ခိုင်းမယ်။သားဆရာဝန်ဖြစ်ချင်ရင်ဖေဖေရဲ့နာမည်ကြီးဆရာဝန်နဲ့သားကိုဆရာဝန်ကောင်းတယောက်ဖြစ်အောင်တင်ခိုင်းမယ်။သားမင်းသားဖြစ်ချင်ရင်အကောင်းဆုံးအနုပညာကျောင်းမှာဖေဖေထားပေးမယ်။အကောင်းဆုံးဒါရိုက်တာစီအပ်ပေးပြီးသားကိုအမြဲတမ်းခေါင်းဆောင်မင်းသားနေရာမှာနေစေမယ်။သားတိထားရမှာကသားဖေဖေဟာအငယ်စားကုန်သည်မဟုတ်ဘူးအကြီးစားကုန်သည်တဦးဖြစ်တယ်ဆိုတာပဲ။သားသာစိတ်ပါရင်ဖေဖေလုပ်ငန်းတွေအားလုံးသားကိုဖေဖေလွှဲပေးမယ်လို့အမြဲပြောတယ်။ Ortega ရဲ့ဖခင်ကတော့ Ortega ကိုသားဖေဖေတို့မှာငွေကြေးဥစ္စာမပြည့်စုံဘူး။ဒါကြောင့်သားကိုဖေဖေများများဆဆမထောက်ပံ့နိုင်ဘူး။လမ်းဘေးမှာဆေးခင်းတာကလွဲလို့သားကိုဖေဖေတခြားအရာတွေတင်မပေးနိုင်ခဲ့ဘူး။ဖေဖေနဲ့လမ်းဘေးမှာဆေးခင်းတာကလွဲလို့တခြားအရာတွေလုပ်ဖို့တင်ဖို့သားမစင်စားပါနဲ့လို့အမြဲပြောတယ်။ဖခင်တွေရဲ့စကားကိုသူတို့နှစ်ယောက်စလုံးသေချာမှတ်ထားလိုက်တယ်။ Branco ကဆဆချင်းမှာရှေ့နေလုပ်ဖို့တင်ယူတယ်။ဒါပေမဲ့ရက်သိပ်မကြာခင်မှာပဲရှေ့နေအလုပ်ဟာပြင်းဖို့ကောင်းတယ်။သူနဲ့မသင့်တော်ဘူး။တခြားတင်ယူစရာလည်းရှိသေးတယ်လို့သူတွေးမိတယ်။အဲဒီနောက်ဆေးပညာကိုသူတင်ယူပြန်တယ်။ဆရာဝန်အလုပ်ဟာစိတ်ရှည်သည်းခံဖို့လိုကြောင်းသိတဲ့အချိန်မှာဆရာဝန်အလုပ်ဟာသူနဲ့မသင့်တော်ဘူးလို့ဆိုတယ်။မင်းသားလုပ်ရတာပျော်စရာကောင်းမယ်လို့ထင်ပြီးမင်းသားလုပ်ဖို့သူဆုံးဖြတ်လိုက်ပြန်တယ်။ဒါပေမဲ့သိပ်မကြာခင်မှာပဲမင်းသားလုပ်ရတာပင်ပန်းတယ်ဆိုပြီးမင်းသားအလုပ်ကသူထွက်လိုက်ပြန်တယ်။အဲဒီနောက်ဖခင်စီကနေကုန်သည်ပညာတွေသင်ယူခဲ့တယ်။ဒါပေမဲ့သိပ်မကြာခင်မှာပဲစီးပွားပျက်ခဲ့ရတယ်။နောက်ဆုံးမှာBranco ဘာမှမဖြစ်ခဲ့သလိုဘာမှလည်းဆုပ်ကိုင်မမိခဲ့ပါဘူး။ Ortega ကဖခင်နဲ့သူရက်အနည်းငယ်ကြာမြဆေးရောင်းလိုက်ပြီးနောက်ဆေးရောင်းဖို့ကိုသူငိုယိုငင်းဆန်ခဲ့တယ်။နေပူမိုးရွာမရှောင်ဆေးရောင်းရသလိုဆေးဝယ်သူတွေရဲ့အနှိမ်ကိုလည်းခံရလို့ဖြစ်တယ်။ဒါပေမဲ့ဆေးရောင်းတာကလွဲလို့သူ့မှာတခြားဘာသင်ယူစရာမှမရှိခဲ့ဘူး။ဆေးရောင်းဖို့ဖခင်ခေါ်ရာနောက်ကိုပဲခေါင်းငိုက်ဆိုင်နဲ့သူလိုက်ခဲ့ရတယ်။မကြာခဏဆိုသလိုဆေးရောင်းဖို့သူလက်လျှော့ခဲ့ပေမဲ့နောက်ဆုံးမှာဖခင်နောက်ကိုပဲသူလိုက်ခဲ့ရတယ်။ဒီလိုနဲ့တဖြည်းဖြည်းဒီဆေးရောင်းတဲ့အလုပ်ကလွတ်ချင်းရင်ဆေးရောင်းတဲ့အလုပ်ကိုစိတ်ပါလက်ပါလုပ်ရမယ်ဆိုတဲ့အသည့်ကိုဆေးရောင်းရင်းနဲ့သူနားလည်လာခဲ့တယ်။နောက်ဆုံးနှစ်အနည်းငယ်အတွင်းမှာကိုပိုင်ဆိုင်တစ်ဆိုင်ကိုသူထူထောင်နိုင်ခဲ့တယ်။နှစ်ပေါင်း30လွန်ပြီးနောက်ကိုပိုင်အထည်ကုမ္ပဏီတစ်ခုကိုသူတည်ထောင်နိုင်ခဲ့တယ်။ဒီနေ့ဒီအချိန်ခါမှာOrtegaဟာကမ္ဘာနိုင်ငံပေါင်း68နိုင်ငံမှာသူ့အထည်ကုမ္ပဏီပေါင်း3691ကိုဖွင့်လှစ်နိုင်ခဲ့ပြီးကမ္ဘာဒုတိယအဝတ်အထည်လက်လီဖြန့်ချိသူဖြစ်ခဲ့တယ်။သူဟာ2010နှစ်ကမ္ဘာအချမ်းသာဆုံးစာရင်းမှာနံပါတ်9နေရာယူထားတဲ့ Amancio Ortega ပဲဖြစ်တယ်။သူ့မှာကိုယ်ပိုင်အမွေ25ဘီလီယံဒေါ်လာရှိခဲ့ပါတယ်။လူတွေမှာရွေးချယ်မှုများတိုင်းကောင်းတာမဟုတ်ပါဘူး။ရွေးချယ်မှုများရင်စိတ်ဝင်စားမှုပါနည်းသွားတတ်ပြီးကြံ့ကြံ့ခံတဲ့ခွန်အားပါယုတ်လျော့သွားတတ်တယ်။ရွေးချယ်မှုမရှိတဲ့လူတွေကအောင်မြင်ဖို့ပိုလွယ်ကူခဲ့ပါတယ်